အားလုံးမင်္ဂလာပါဖိုးဖိုးပီတီချန်နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့စနေနေ့မှာတော့တခြားလိပွဲစဉ်တွေမရှိဘူးဗျဟိုမန်စီးနဲ့ချယ်ဆီ FA ဖလိုက်ပိုလူပွဲရဲ့ပြီးရင်ဒီနေ့ဂျာမန်မိုဒယ်လီဂါလက်ချန်ပွဲအကုန်လုံးကန်ပါဗျတစ်ချိန်နဲ့တစ်ပြိုင်နဲ့၈နိုင်မှာကန်ကြမှာကျွန်တော်ဒီနေ့မန်စီးနဲ့ချယ်ဆီပွဲတော့ကျွန်တော်မထည့်တော့ပါဘူးအဲ့ဒါတော့တော်တော်များသုံးသက်ကြမှာထင်ပါတယ်ကျွန်တော်ဒီနေ့ဂျာမန်မိုဒယ်လီဂါရဲ့ရေးကြီးတဲ့၅ပွဲရွေးချယ်ထားပါတယ်အဲ့ဒီရေးကြီးတဲ့၅ပွဲခမန်းသုံးသက်မှာဖြစ်ပါတယ်အပန်းကြီးကျွန်တော် line subscribe လေးလုပ်သွားပေးခဲ့ကြပါအောင်ကဲအားဆိုရင်စလိုက်ကြအောင်ပထမဆုံးပွဲကတော့မိုချင်ကလာဘန်နဲ့ဟော့ဘန်ဟိန်းဟော့ဘန်ရဲ့1တီတောင်ပြန်ပေးထားရဗျအဝေးကွင်းကနေကိုဘောကတော့3လုံးရှုံးပထမကျော်ကတော့ level ရှုံးသူ3 ပေး5-1နဲ့ဟော့ဘန်ဟိန်းတို့အိမ်ကွင်းမှာနိုင်ထားတာဟော့ဘန်ဟိန်းကတော့ဒီရာဒီမှာဗျာဟိုမထင်မှတ်အောင်ကောင်းနေအရင်ရာဒီတွေကတော့သူလဲလက်သင်းပါပဲဟော့ဘန်ဟိန်းနေနဲ့ယူဘာလီကသူကဝင်ပြီးသွားပြီဗျဟိုချန်ပီယံလိဝင်ဝင်ရမယ်ရဖို့ပဲသူတို့စူးစမ်းမှာအဲ့ဒီချန်ပီယံလိဝင်ဝင်ရခြင်းတော့ဒီဘွဲသူနိုင်ကန်မှရမှာဗျဒီဝဲနိုင်တော့မှတစ်ဖက်ကဟိုဖရန်ဘက်နဲ့စတူကတ်ပွဲသူကစောင့်ကြည့်ရအောင်အဲ့ဒီဝဲမှာစတူကတ်ကနိုင်သွားခဲ့ရင်တော့သူကချန်ပီယံလိဝင်ဝင်ကဆုံးရှုံးပြီဗျစတူကတ်ကဒါတရီတို့ဒါမှမဟုတ်ရင်ဟိုအရှုံးလို့ဖြစ်သွားခဲ့ရင်သူကချန်ပီယံလိဝင်ဝင်ရမှာတေချာတော့နိုင်မှရပါဗျအဓိကတော့တစ်ဖက်ကပွဲကိုမကြည့်ပဲသူဝဲသူနိုင်အောင်ကန်မှရမှာအဲ့ကျန်သူကအဆင့်၄ရောက်မှာဗျဒီညအကုန်လုံးကတစ်ချိန်နဲ့ကန်မှာဆိုဗျာသူများအသင်းတွေကိုမကြည့်ပဲကိုယ်အသင်းကိုပဲအဓိကနိုင်အောင်ကန်ရမှရှိနေရောက်နေပါတကယ်ဆိုရင်တော့ဟော်ဖိုင်ကခွင့်ရေးပို့တာတယ်ဗျဘာလို့လဲဆိုတော့စတူကက်ကဖရန်ဘက်ကိုနိုင်ဖို့ကမလွယ်ဘူးဗျဘာလို့လဲဆိုတော့ဖရန်ဘက်ကလည်းဒီဥရောပဝင်ရအောင်သူတဲတန်ကန်ရမှာဖရန်ဘက်ကနိုင်မှသူလည်းဥရောပဝင်ကွန်ဖရင့်လီဝင်ရမှာဗျမနိုင်ဖရန်ဘက်ကလည်းဘာမှရစရာမရှိတော့ဒါကြောင့်မလို့ဟော်ရိုင်းတို့ကခွင့်ရေးကိုသုံးချမှာဗျဒီနေ့ပွဲကနောက်ဆုံးပွဲတွေဆိုတော့ဗျရှိသမျှအကုန်သုံးပြီးတော့ကန်လာကြမှာတစ်ဖက်ကမိုချင်ကလာဘက်ကလည်းနောက်ဆုံး၅ပွဲမှာသူတပွဲပဲနိုင်တာဒါပေမဲ့ तू ကရမ်းမမလို့တော့ဘူးဗျအဲ့ဒါကြောင့်လည်းမနိုင်တာနေမှာနောက်ပြီး तू ကအိမ်ဝင်းနေဆိုရင်ကောင်းနေပြီအဲ့ဒီတင်ဆိုနောက်ဆုံးအိမ်ဝင်းပွဲမှာလည်းဒေါမန်1စီးနဲ့နိုင်တာဒေါမန်အမှတ်မလို့တာတော့မလို့တာပေါ့ဒါပေမဲ့ဒီပွဲမှာဟိုဘလိန်တော့ရှုံးပေးမှာမဟုတ်ဗျသူ့အိမ်ဝင်းဆိုတော့လေရသလောက်ဒုက္ခပေးပြီးတော့ပြည်သက်ကိုဂိုးသွင်းပြီး तू လည်းဖျော်ပြခြင်းဖျော်ပြဦးမှာဟုတ်ဒီပွဲမှာဟိုဘန်ပေးထားတဲ့ကြေးကတော့ပြင်းတော့ပြင်းတယ်ဗျအမှန်1 black လောက်ပေးရမှာအခုက 1D ဆိုတော့ဒါလည်း तू ကမနိုင်မဖြစ်နေထားဆိုတော့ဟိုဘူကီရီကအခွင့်အရေးယူပြီးပေးထားနေမှာဗျအခုနောက်ပိုင်းဘူကီရီကဗျအပေါ်အသင်းအောက်အသင်းဘာညာရင်မကြည့်ပဲသူတို့ပေးရင်လို့ရှောက်ပေးကြေးရမှန်တော့အဲ့ဒီဒီပွဲမှာတော့ကျွန်တော်ဟော်ဖန်ရေးကိုပဲကြိုက်တယ်ဗျဟော်ဖန်ရေးနဲဆုံးတော့နိုင်အောင်ကန်ရမှာဆိုတော့နိုင်မထင်တယ်ဗျဒီပွဲတော့ပြီးဂိုးပေါ်ကိုလည်းကြိုက်တယ်နှစ်ဖက်သွင်းဂိုးရှိသွားနိုင်တဲ့ပွဲဗျဟိုမွန်ချန်ကလာဘက်ကသူ့အိမ်ငွေနေဆိုရင်တော့ဂိုးအောက်တာများတယ်ခုနောက်ပိုင်းဒါပေမဲ့ဒီပွဲတော့ဂိုးပေါ်မယ်ထင်တယ်ဗျကျွန်တော် Telegram Channel မှာလည်းကျွန်တော်နေ့စဉ်ဝဲကောင်း body တွေတင်ပေးနေပါတယ်ဟိုပွဲများရဲ့နေ့ဆိုရင်တော့ကျွန်တော်မောင်းကပ်ပါတင်ပေးတယ်ဗျအမှစိတ်ဝင်စားရင်တွားရောက်ကြည့်ရှုပြီးတော့ join မိခဲ့ကြပါဦးနောက်တစ်ပွဲကတော့စောစောကပွဲနဲ့ဆက်ဆက်မှုရှိတဲ့ပွဲဗျ Frankfurt နဲ့ Stuttgart ပွဲ Stuttgart ကဝေကွမ်းနေလည်းပဲရှုံးပေးထားကိုကတော့၄လုံး80နိုင်ပထမကျော်ကတော့ Stuttgart ကတစ်လုံး20နိုင်3လုံး50ရှုံးပေးပြီးတော့3-2နဲ့နိုင်ထားရဗျဒီပွဲကတော့ပါကြောနဲ့မတူတော့ဘူးဗျသူတို့ကဘိုလူပွဲလို့စော့အောင်ဟို knockout game ပဲရှုံးတဲ့အတင်းကနစ်နာမှုကြီးမားတယ်ဗျာရှုံးတဲ့အတင်းကဥရောပဝင်ခွင့်ကဖရမတ်ရှုံးရင်တော့ဥရောပဝင်ခွင့်မရတော့စုကက်ရှုံးရင်ချန်ပီယံလိဝင်ခွင့်မရတော့စုကက်ကလည်းယူပါလီကတော့ဝင်ပြီးသားဗျာအခုလောဆယ်လည်းချန်ပီယံလိဝင်ခွင့်နေရာမှာရှိနေသူကနိုင်โอเคဗျာနိုင်သူ့နေရာပဲဖယ်ကြမလို့ရှုံးရင်တော့အောက်ကဟိုလီဗာပူးဆင်နဲ့ဟိုကယူသွားမှာဟော်ဘန်ဟင်းကဒါကြောင့်ဒီပွဲကနေလန်းကလာအပြိုင်ကျဲရမှာဗျာပိတ်ကန်လို့လည်းမရဘူးဖရမတ်ကပိတ်ကန်လဲစုကက်ကမရမကတိုက်မှာပဲဗျာအကြံကောင်တာတွေကပေါက်မှာပဲပြန်လည်သွင်းမှုတွေမြင်ရဖို့တော်တော်များတယ်ပွဲဗျာဟိုကောင်တာကနှစ်သင်းလုံးကကောင်းတာဗျာနှစ်သင်းလုံးကတေကြလို့မရတဲ့နေထားနိုင်မအောင်ဖြစ်မှာနှစ်သင်းလုံးကတေကြရင်ဘာမှအကျိုးမြတ်မရှိဘူးဗျာနိုင်မနှစ်သင်းလုံးအကျိုးမြတ်ရှိမှာဒါကြောင့်မလို့ဂိုးကောင်းသေးတွေကလည်းဟိုဆွဲတင်ထားတာဗျာဟိုကြည်ကောင်းမဲ့ပွဲလည်းဖြစ်သွားနိုင်ပါတယ်လက်ရှိ Frankfurt ဖောင်ကတော့မကောင်းဘူးဗျာအဲ့ဒါကြောင့်လဲဒီနေရာထိသူအောက်ထိရောက်လာတာအစအသူအပေါ်မှာနောက်ဆုံး၅ပွဲမှာလည်းတန်းစင်းစုံကဝူပတ်တင်းကိုပဲနိုင်ထားတဲ့တင်ဗျစတူကက်ကတော့နောက်ဆုံး၅ပွဲမှာ2ပွဲနိုင်2ပွဲစီ2ပွဲပဲရှုံးတာစတူကက်အိမ်ခွင်းကစိတ်ချရတဲ့လောက်တော့ကောင်းတယ်ဗျဒါပေမဲ့အဝေးခွင်းကြောက်အဲ့လောက်ကြီးမဟုတ်ဘူးဒါကြောင့်လဲကြေးရလည်းပဲရှုံးမဲ့ပေးတာဒီပွဲမှာအင်ရှင်ဖရက်ဘက်ကိုပဲကြိုက်တယ်ဗျာစတူကက်တို့နိုင်ဖို့မလွယ်ဘူးထင်တယ်နောက်ဆုံးပွဲမလို့ဟိုအပေါ်တင်းအောက်တင်းရလို့တိတ်ပြီးတွေးလို့မရဘူးဗျဒီပွဲကဖလားပဲလို့ဖလားပွဲလိုမျိုးတွေးလို့ရတယ်ကျွန်တော်တို့အာဆင်နယ်တောင်ဟိုတန်းစင်းတုံယုံနေဝက်ဟန်အောင်ဗျာကန်ကောင်းလို့နိုင်တာဝက်ဆန်တကယ်ယုံတော့မလွယ်ဘူးဗျဒါကြောင့်မလို့ဒီပွဲမှာလည်းတေးလောက်ပဲထင်တယ်ဗျပြီးရင်
ဒီဝဲကတစ်ဖက်ကို2ဂိုးစီလောက်နေဆုံးရသွားမယ်လို့မြင်တယ်ကျွန်တော်ဒီဝဲလဲ6ပေါ်ပဲကြိုက်ပါတယ်နောက်တစ်ဝဲကတော့ဟန်ဒန်အင်းနဲ့မိတ်ဟန်ဒန်အင်းက level ရှုံးပေးတယ်ဗျာ6ပေါင်း3လုံး50ရှုံးပထမကျော်ကတော့မိတ်က1လုံး50နိုင်3လုံး60နိုင်ပြီး2-1နဲ့ထုံလိုက်နိုင်တာဒီဝဲကမိတ်အတွက်ဘာမှမဟုတ်ဗျာအမေဟန်ဒန်အင်းတက်ကတော့သူတေးရှင်ဖြစ်နေဒီဝဲနိုင်မှာသူတန်းနေမှုမျှော်လင့်စရာရှိမှာဗျာအဆင့်16တန်းစင်းဆောင်ပလီယောနေရာအတွက်ဟိုစိမ့်ဘော်လီရဲ့ဥပတ်ရဲ့အဲ့ဒါဟင်းရဲ့3နှစ်အပြိုင်လူအောင်ဗျာရမက်တူနေတာဟို3နှစ်လုံးက26မှတ်တွေတန်းစီနေဗျာဒါပေမဲ့စိမ့်ဘော်လီနဲ့ဟန်ဒန်အင်းတို့ကတော့နိုင်မအောင်မျှော်လင့်လို့ရမှာဗျာဟန်ဒန်အင်းတို့ကတန်းစင်းကန်ဒီမှာသူကထကောင်းနေဗျာပြောရရင်ဟိုကောင်းဝင်မဲ့နှောင်းနေပါအဲ့သူကနောက်ဆုံး9ဝဲမှာဆိုရင်လည်း private တင်းတဲ့ကိုပဲသူဝေကွင်းမှာရှုံးတာဗျာဘိုင်ယန်တော့ဝေကွင်းမှာတည်ဆော့ထားဗျာကျန်တဲ့3ဘွဲကနိုင်ထားတယ်နောက်ဆုံးဘွဲမှာလည်းသူ့တွေ့တိုင်းဟိုတောက်လျှောက်တာကြီးရနေကိုလုံးရဲ့အိမ်ဝင်းမှာကိုပြက်နဲ့နိုင်လာမိန်းတို့ကယာဒီစတပွဲမအောင်မနိုင်မဲ့တန်းစင်းစုံအောက်ဆုံးရောက်သွားသေးဗျာဒါပေမဲ့ तू ကပြန်ယုံရော့ဘူးတန်းစင်းစုံလွတ်သွားပြီဥယဝဝင်ရပြီး तू ပြန်ပွဲနှစ်ခုကြာပြားတုတ်သွားဗျာမင်းယာဒီဝက်ကြော်မှာတဲတန်နဲ့ तू တန်းစင်းစုံလွတ်သွားသူကတော့တက်တတာနဲ့ညစ်ယုံမှရှိတယ်ဗျာကန်ကျင်လဲရမကန်ကျင်လဲရဒီဝဲမှာသူ့ပုံမှာပဲမူတည်တယ်ဗျာဒီဝဲမှာမိန်နာညစ်ကန်ဟော်တန်ဟင်းတို့ကပြတုံမှာဒီဝဲမှာတော့ဂိုးပေါ်ကြိုက်တယ်ဗျာအဲ့ဒါဟင်းကမဖြစ်မနေသူအနိုင်ရမှာဆိုတော့မဖြစ်မနေဖွင့်တိုက်မှာပဲအရင်တော့ကသူတို့ပုံစံလိုမျိုးထိန်းကန်ဟိုတကူရပိတ်ကန်အဲ့လိုလည်းမရဘူးဗျအားကြောင့်မို့ဒီတကယ်ကန်နိုင်မှုမလွယ်ဘူးဗျာဟိုတီလောက်ပဲဖြစ်မယ်ထင်တယ်ဟန်ဒန်ဟင်းကတဲတန်မှတ်လို့တော့တီးတယ်ဒါပေမဲ့မိန်တီလိုက်ကန်မလွယ်ဘူးဗျာဒီဝဲကလေကျွန်တော်ဒီဝဲမှာမိန်ုံပဲကြိုက်တယ်ဗျာပြီးဒီဝဲလဲကျွန်တော်ဂိုးအောင်ပေါ်ကြိုက်တယ်ဒီဝဲလဲ3လုံးတော့ရောက်မှထင်တယ်ဗျာနောက်တစ်ဝဲကတော့ prime band နဲ့ light zip ပွဲ light zip က level 40ချုံပေးတယ်ဂိုးအောင်3လုံး50ချုံပထမကျော်ကတော့ light zip က1လုံး50နိုင်ဂိုးအောင်3လုံး40နိုင်ပြီး2စီးနဲ့ကိုနိုင်ထားတယ်ဗျာဒီဝဲကတော့ prime band တဲ့နဲ့မှတ်လို့နေရဗျာ light zip ကတော့သူချန်ပီယံလိဝင်ဝင်တည်ကြသွားပြီဆိုတော့မလိုအပ်တော့ prime band ကတော့ဒီဝဲနိုင်သူပြည်တွင်းမှာ conference လိဝင်ဝင်တနေရတော့တည်ကြသွားပြီဗျာတည်ရင်နဲ့ရှုံးဆိုရင်တော့မတည်ကြဘူးစောစောက prime band က light zip ကိုနိုင်သွားရင်ဖိုင်းဘက်ကဒီဝဲမှာတည်နေချုံဆိုရင်အဆင့်8ကိုဆင်းသွားမှာဗျအကြံသူကဘာမှဝင်ဝင်မရတော့ဖိုင်းဘက်တို့ဘီလာနဲ့ယူဗာလီဖိုင်နယ်ကံမှုရှိတယ်ဆိုမှဗျာဒီပွဲကလည်းဟိုရေးကြီးသေးရဲ့ဗျဘီလာတော့ရှုံးသွားပြီဒီပွဲလည်းရှုံးနေဆိုရင်သူကဘာမှရတော့မှာမဟုတ်ဒီရသေးမှာဘီလာဝဲကိုသွားပြီးစွန့်စားလို့မရဘူးဗျဘီလာကိုနိုင်ချန်ပီယံလိဝင်ဝင်ရတာမှန်ပေမဲ့ဖိုင်းဘက်ချီနေဗျဘီလာကိုနိုင်မှုဆိုတာတော်တော်ခက်ခဲတယ်ဗျအမှန်တိုင်းဆိုရင်30ရာခိုင်နှုန်းလောက်ပဲရှိမှာဘိုလူပွဲတော့ဘိုလူပွဲပဲဘီလာညာကလည်းဟိုလီဗာပူးဖိုးတူးနဲ့ကြိတ်ထားတယ်။ private အိမ်ဝင်းဆိုရင်တော့ဖြစ်နိုင်ရင်များမယ်ဂျားကွင်းမှာစော့အောင်ဗျ။ဟို private တို့ကဝေးကွင်းတို့ဂျားကွင်းတို့ဆိုကောင်းတဲ့တင်မဟုတ်။ဒါကြောင့်ဒီပွဲလဲသူမနိုင်တော့နေဆုံးတီတော့ယူအောင်ပါဗျ။လိုက်ဆက်ကလည်းနောက်ဆုံး9ဝန်းမှာလီဗာပူးစင်တသင်းကိုပဲရှုံးပြီး၄ပွဲကနိုင်ထားတယ်။အမေကြီးတော့မအောင်ဘူးဗျ။သူကနိုင်တော့နိုင်တယ်။ private ကတော့နောက်ဆုံး9ဝန်းမှာယူဗာလီစီမီပွဲဖြစ်တဲ့ဘရာဂါပဲသူအိမ်ဝင်းမှာနိုင်ထားတယ်ဗျ။တပွဲစီနဲ့3ပွဲတောင်ရှုံးတာဒီပွဲကလိုက်စစ်တို့တကယ်မကန်လောက်တော့မြင်တယ်ဗျာဟိုသူ့အိမ်ဝင်လည်းမဟုတ်ဘူးလေသူ့အိမ်ဝင်ဆိုရင်တော့နောက်ဆုံးပြေးဆက်ကိုနှုတ်ဆက်တဲ့အနေနဲ့နိုင်ကန်မှာဒီပွဲတော့လိုက်စစ်တကယ်မကန်ဘူးလို့ထင်တယ်ဗျာကျွန်တော်အင်ရှင်ကိုပဲကြိုက်ပါတယ်အင်ရှင် prime back ကိုပဲကြိုက်ပါတယ်ဒီပွဲအနည်းဆုံးတီတော့ရမယ်ထင်တယ်ဗျာနောက်တစ်ပွဲကတော့ဒီနေ့ဘွန်ဒလီဂါရဲ့အရေးကြီးဆုံးပွဲဗျာပြောရရင်ရှုံးတဲ့အတင်းကတေချာပေါက်တန်းဆင်းရမယ့်ပွဲဟိုစိမ့်ဘော်လီနဲ့ဟူးဘက်ပွဲတရားအောက်ဆုံးက2တင်းလာတွေ့နေတာဗျာဦးဘက်ကဟို level 30ချုံပြန်ပေးတယ်ဝေးခွင်းကနေကိုက3လုံး50နိုင်ပထမကျော်ကတော့ဗျာဦးဘက်ကဟို1လုံး90နိုင်ကိုက2လုံး50ချုံပေးပြီး2-1နဲ့နိုင်တာဗျာဒီနှစ်တင်းကနှစ်တင်းစလုံးဗျာဟိုပွဲစဉ်အားလုံးမှာ6ပွဲနိုင်10ပွဲစီ19ပွဲစီရှုံးလာတာဗျာအတူတူပဲဟို goal difference ကြောင့်ဦးဘက်ကအပေါ်ရောက်နေဦးဘက်က3ဂိုးတော့တာထားဗျာဒီပွဲအမှန်ဆိုရင်3ဂိုးတာရဲဆိုတာပလက်မဟုတ်ဗျာမိုင်းနဲ့ကိုတာနေဒီပွဲကအမှန်ဆိုရင်တဲကြီးပဲပေးရမှာဗျာနှစ်တင်းလုံးရမ်းမဲ့လူလာချင်းတူတူစိမ့်ဘော်လီကအိမ်ခွင်းဗျာနောက်ပြီးစိမ့်ဘော်လီကနိုင်မတန်းတင်ပါဗျာဒါတော့ဟရန်ကြီးနိုင်ပြီးတူးထက်ကူးများသွားရင် तू ကတန်းမတင်ဆင်းရမှာဒါအမှန်တမ်းပြောရင်တန်းနေမဲ့ပွဲလည်းမဟုတ်ပါဘူးသူတို့တန်းစင်းဆုံး play off နေရာတွေလူနေဗျာဒီပွဲသူတို့တွေနိုင်သွားရင်တော့မှ play off ဆော့အောင်ဟိုအောက်ကအတင်းနဲ့ဘလိုပဲနေတေချာတာကတော့နိုင်မအောင်ဖြစ်မှာဗျာအိမ်ဝင်းမှာလည်းဟို၄ပွဲနိုင်၅ပွဲတည်9ပွဲတည်ရှုံးထားတယ်ဗျအိမ်အဝေးကွင်းနဲ့ဆိုင်တော့တော်သေးရပါဗျာဒီစိမ့်ဘော်လီတို့ကနောက်ဆုံးပွဲ9ပွဲဆက်ကိုနိုင်ပွဲပြောက်ထားတဲ့အတင်းဗျာတော်တော်ဆိုးဝါရာသီကုန်ကန်ကြီးမှာစိမ့်ဘော်လီတို့အဲအကြောင်းလဲဦးဘက်ကကြေးပြန်ပေးနေဒီတင်းကတမ်းမြန်စင်ရဖို့များနေပါပြီစိမ့်ဘော်လီတို့ဦးဘက်ကနိုင်ဖို့လူနေဆိုမဲ့သူ့ထက်တော့အခွင့်အရေးရှိတယ်ဗျာဘာလို့လဲဆိုတော့ဦးဘက်ကသူကတ
တန်းစင်းလုံး3သင်းထဲမှာ तू ကအပေါ်ဆုံးပါဗျာအခုပလီယောနေရာမှာ तू ကရောက်နေသူကဟိုတေးကြသွားရင်တော့မှဟိုတစ်ဖက်ကအတင်မနိုင်သူကကိစ္စမရှိဘူးဦးဘက်ကတေးဆိုရင်ဗျာပလီယောနေရာကိုဦးဘက်ကရမှာဘာလို့လဲဆိုတော့စိတ်မော်လီကနိုင်မောက်ကိုရမှာဗျာဦးဘက်ကအဲ့ဒါကြောင့်မို့အမားနဲနိုင်တယ်တစ်ဖက်ကဟရန်ဟင်းကမနိုင်ဘူးဆိုရင်ဦးဘက်ကတေးဆိုရင်တော့သူကပလီယောဆော့ရမှာဗျာဒါကြောင့်လို့ဦးဘက်ကဒီစိတ်မော်လီတဲ့ဆိုင် pressure နဲတယ်ဗျာမှန်တိုင်းပြောရင်သူကအမားနဲနိုင်တယ်နောက်ပြီးတော့ဗျာရမ်းမဲ့တူနေရဆိုပေမဲ့စိတ်မော်လီတိုက်ချက်ကမစုံဘူးဗျမှန်တိုင်းပြောရင်လေဦးဘက်တိုက်ချက်ကသူ့ထက်အများကြီးတာတယ်ခံစစ်ကတော့စိတ်မိုလီကပူပေါင်းတယ်ဆိုမှဗျာဒီအတင်းကပိတ်ကန်နေလို့အဲ့လောက်ကိုဝဲပေးရတာဦးဘက်ကသူရင်ကိုရင်ကန်ပြီးကိုတွေရမ်းပေးလိုက်ရတော့ပေးကိုကများသွားတာဗျာစိတ်မိုလီကိုတိုင်ကဒီဘွဲကဖွင့်စောမှရမယ်ဘွဲဗျာသူနိုင်မအောင်ရမယ်ဘွဲဆိုတော့သွားပြီးထိန်းစောလို့မရအောင်ဒါကြောင့်ဒီဘွဲကသူတိုက်ကိုတိုင်းနဲ့စိတ်မိုလီတို့အရင်ဘွဲရလို့ပိတ်စောလို့မရပါဘူးဒါကြောင့်ပွင့်ပါဗျာတေချာဘောဦးဘက်တို့ဂိုးရမယ်လို့ထင်တယ်ကျွန်တော်ဒီဘွဲမှာဦးဘက်ကိုပဲကြိုက်တယ်ဗျာပြီးရင်ဂိုးကောင်းလဲဂိုးကောင်းအပေါ်ပဲကြိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဆင်ပြေကြပါစေ